မင်္ဂလာပါရေနွေးပပဆူတဲ့ထဲကိုမိမိအသုံးပြုခြင်းတလောက်တာကိုထည့်ပေးပါ15မိနစ်လောက်ကျွန်တော်တို့ကြာအောင်ပြုတ်ပေးသွားရပါမယ်ဟင်းချက်လေးတွေအပြင်ထိုင်းမှာကျွန်တော်စီယွန်စကက်ပြန်ခီးသွွားအကျိုးအပိုးလေးစိတ်အကျိုးအပိုးနဲ့ဗီဇာလုပ်ငန်းအမျိုးမျိုးကိုလုပ်ကင်ပါတယ်ထိုင်းနဲ့ပတ်သက်တာမှန်သမျှလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်အခုဆိုရင်ကျွန်တော်တာကူကိုပြုတ်လာတာ15မိနစ်ပြည့်သွားပါပြီ15မိနစ်ပြည့်ပြီးသွားပြီဆိုရင်တော့ဒီအိုးအတိုင်းမီးပိတ်ပြီးတော့အဖုံးနဲ့အုပ်ထားပေးပါကျွန်တော်အိုးကိုပြန်အသုံးပြုမှဖြစ်တဲ့အတွက်ပကံတစ်ခုတွေကိုထည့်ပြီးတော့အဖုံးလေးအုပ်ထားပါတယ်တာကူနဲ့စားဖို့အတွက်အုံတို့လေးကျွန်တော်အရင်ကြိုပါမယ်တကြားစားတဲ့လောက်ထည့်ပါစားအနှဲငယ်ထည့်ပါပြီးသွားရင်ပွတ်ဆူလာပြီးဆိုရင်တော့ရပါပြီပွတ်ဆူတဲ့အုံတို့တဝက်ကိုကျွန်တော်ကြိုထားတဲ့တာကူတွေကိုထည့်ပါမယ်ဒါကတော့ကျွန်တော်ခုနကြိုထားတဲ့တာကူတွေကိုအုံတို့တဝက်ပြန်ခွဲထည့်တာပဲဖြစ်ပါတယ်ပြီးသွားရင်အားလုံးကိုရောသမမှွေပေးပါနှမ်းဆက်အောင်အုံတို့တွေမှွေပြီးသွားပြီဆိုရင်တော့နောက်ထပ်10မိနစ်လောက်အဖုံးပြန်အုပ်ပေးထားပါကြန့်ရှိနေသေးရဲ့အုံတို့တဝက်ထဲကိုစက်မှုတ်လေးကျွန်တော်အနှဲငယ်ထည့်ပြီးတော့ဆက်ပြီးတော့ကြိုပါမယ်အုံတို့ကိုဒီလိုပြပြခဲလေးဖြစ်သွားအောင်ပါတာကူကိုပုံစံအနေအထားလေးရအောင်အတွက်ကျွန်တော်ပကံအသီးလေးတွေကိုခွဲပြီးထည့်ထားခြင်းဖြစ်ပါတယ်ခုနကြိုထားတဲ့အုံတို့တွေကိုအပေါ်ကဆန်းပေးပါပြီးတော့ရင်တော့တည့်တည့်အမှဲ့လေးနဲ့တွဲစားလို့ရပါပြီထိုင်းနိုင်ငံရဲ့မုတ်ရိုးရာတစ်ခုဖြစ်တဲ့ကောက်ညင်းတဲ့အုံနိုဇန်တည့်ရည်မှဲ့စားတယ်လို့မျိုးကျွန်တော်တို့ကလည်းတာကူအုံနိုဇန်ကိုတည့်ရည်မှဲ့လေးနဲ့တွဲစားလို့ရပါတယ်တော်တော်လေးစားလို့ကောင်းပါတယ်အခုလိုရာသီပူပူအချိန်မှာအရန်ယူလေလိုက်ဖတ်ပါတယ်ဘေးနိုင်ငံကပဲဝင်လာထိုင်းလေးစိမ်မှာတစုံတရာရိတ်ခဲ့သည်ရှိတော့ပေးပြန်မလို့သည်ရှိတော့ကျွန်တော်ကိုသာချက်ချင်းဆက်သွယ်ပေးပါမိနစ်ပိုင်းအတွင်းရအောင်ဆောင်ရွက်ပေးပါတယ်